ဒီလောကကြီးမှာလူတွေကချမ်းသာခြင်းမှသင်္ခါရထင်တယ်မဟုတ်ဘူးဆင်းရဲခြင်းလည်းသင်္ခါရလူမြောက်အောင်မှာပေါ့လူပဲလူမြောက်အောင်ကိုလုပ်နေတယ်ဘာဖြစ်လို့ဆိုလူမို့လို့လူဟာဒီတဲ့ဘယ်တော့မှမသိမှတ်ထားပါအဲ့ဒီတော့အခိုင်အမာဖြစ်တဲ့သာဝရကိုလှုပ်ဆောင်မှာငင်းငင်းမှပညာသင်ရတာအသက်ကြီးမှထသင်လို့သိကောင်းတာမဟုတ်ဘူးဒီကြတဲ့မိမရတော့ပြီးရောသားသမီးဝင်ကကားလာပြီအဲ့တော့မင်းတို့ဒီနေ့အခွင့်အရေးတာလှုပ်ဆောင်မှာအခွင့်အရေးဆိုတာတကားကိုနှခါမခောက်ဘူးတစ်ခါတော့တင်ခောက်တာကောင်းတော့မှဖွင့်ပေးလိုက်တချို့ဟာအခွင့်အရေးဟာခဏခဏလာတယ်ထွင်းနေတာအချိန်ကနော်အမြဲတမ်းဒီအခွင့်အရေးကိုရနေလိမ့်မယ်မထင်နဲ့ရတော့သုံးရတာဒါကြောင့်လူငယ်တွေပညာသင်သမ်းမှာဒီဥစ္စာခိကမတည်နေတဲ့အခါမှာဒီလိုပဲပညာသမားနောက်ရောက်တော့ပါတယ်ဥစ္စာသမားရှေ့ရောက်တတ်ပါတယ်ဒါတဘာဝကြီးခုဟာလည်းပဲတကယ်မတည်ငြိမ်လို့တည်ငြိမ်လာလို့ရှိရင်ပညာသမားရှေ့ရကိုရောက်တော့မှမခေါ်လို့မရဘူးအရေးကြီးဥစ္စာပညာကိုသင်သမ်းမှာဥစ္စာနောက်မှရှားပါတစ်သက်လုံးရှားပါလေရပါတယ်ပညာကခုနဲ့ရှားလို့ပြောရတာ